အားလုံးပဲမင်္ဂလာပါကျွန်တော်90 story ရိုင်းကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အာရှတိုက်ရဲ့တင်းနီမာလေးတယောက်အကြောင်းအများကြီးပေးချင်ပါတယ်သူမရဲ့နာမည်ကတော့ Hinata Miyazawa ဖြစ်ပြီးတော့ Manchester United မြို့သမီးတင်းရဲ့ကွင်းနဲ့ engine တစ်လုံးဖြစ်တယ်လို့ဂျပန်နိုင်ငံမြို့သမီးဘုံလောကရဲ့ဂျပွင့်တူဖြစ်တယ်သူမလင်းမြမှုတိကျမှုနဲ့ခိုင်မာတဲ့စိတ်သက်တွေကြောင့်ပြည်သက်တွေကိုဖန်ဆားနိုင်ခဲ့တယ်အထူးသဖြင့်သူမရဲ့ကွင်းလေကပေးပို့မှုတွေနေရာလွတ်ရှာဖွေမှုတွေပွဲကိုကောင်းမွန်စွာဖတ်ရှုနိုင်မှုတွေကပြိုင်ပွဲတိုင်းမှာအရေးပါခဲ့တယ်ဒီနေ့မှာတော့ Hinata Miyazawa ရဲ့ဂျပန်နိုင်ငံကနေ Manchester United စမင်းဘော်ကိုတက်လက်နိုင်ခဲ့တဲ့ဘောအကြောင်းအများကိုပေးချင်ပါတယ်ကျွန်တော်စီစဉ်လေးမစတင်ခင်မှာ like and subscribe လေးနဲ့ပေးဖို့တောင်းဆိုပါတယ် intro လေးပြီးတော့စလိုက်အောင်Hinata Miyazawa ကို1999ခုနှစ်12လပိုင်း28ရက်နေ့မှာဂျပန်နိုင်ငံရဲ့ကနကာဝါပြည်နယ်မှာမွေးဖွားခဲ့တယ်။သူမငယ်ငယ်ကဘောလုံးကိုဝါနာပါသူဖြစ်ပြီးတော့မူလတန်းအရွယ်မှာတင်သူမတူတဲ့လင်မြန်မှုတွေကိုကန်ထင်းချက်တွေကထင်ပေါ်ခဲ့တယ်။အသက်18နှစ်အရွယ်ရောက်တဲ့အခါမှာတော့ Hinata Miyazawa က Tokyo Verdy Blizzard တင်းနဲ့ professional ကစားမဘောကိုစတင်ခဲ့တယ်။အဲ့ဒီမှာ3နှစ်ကျော်ကစားခဲ့ပြီးတော့ဘောလုံးစကေးပိုင်းနဲ့ပြိုင်ပွဲတွေ့ကြုံတွေကိုရှာဖွေခဲ့တယ်။ Tokyo Verdy Blizzard တင်းအတွက်85ပွဲကစားခဲ့ပြီးတော့90ကျော်တွင်းယူပေးနိုင်ခဲ့တယ်။2021ခုနှစ်မှာတော့ Minami Sanai တင်းကိုပြောင်းရွှေ့ကစားခဲ့တယ်။အဲ့ဒီကာလမှာတော့ Hinata Miyazawa ရဲ့ကစားပုံကပိုပြီးတော့တိုးတက်လာခဲ့ပြီးတော့ဂျပန်နိုင်ငံအတွင်းမှာနာမည်တစ်လောက်အခိုင်အမာရလာခဲ့တယ်။ Minami Sanai တင်းအတွက်46ပွဲကစားခဲ့ပြီးတော့4ဂိုးတွင်းယူပေးနိုင်ခဲ့တယ်။တွင်းကိုအချက်လက်ရတဲ့ပုံပေါ်မှာဖြစ်ခဲ့ပေမဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ Hinata Miyazawa ရဲ့ပြိုင်ပွဲအတွင်းမှာအတင်းရဲ့ကစားကွက်တန်ဖိုးထိန်းချုပ်မှုတွေနေရာလွတ်ရှာဖွေမှုတွေနဲ့ danger pass ပေးပို့မှုတွေကအတင်းတွက်လိုအပ်တာထက်ပိုပြီးတော့အရေးပါခဲ့တယ်။ Hinata Miyazawa ကအသက်16နှစ်အရွယ်မှာကတည်းကဂျပန်နိုင်ငံအမျိုးသမီး U17 တင်းမှာစတင်ရွေးချယ်ခံခဲ့ရတယ်။2016ခုနှစ်အမျိုးသမီး U17 ကမ္ဘာ့ဖလားပြိုင်ပွဲမှာသူမကခြေစွမ်းပြနိုင်ခဲ့ပြီးတော့ဂျပန်အသင်းကိုဗိုလ်လုပွဲလေးပို့ဆောင်ပေးနိုင်ခဲ့တယ်။ဗိုလ်လုပွဲမှာတော့မြောက်ကိုရီးယားအသင်းကိုပန်နယ်တီမှာရှုံးနိမ့်ခဲ့တာကြောင့်ဖလားကိုလက်တကမ်းလိုမှလက်လွတ်ခဲ့ရတယ်။နှစ်အကြာ2018အမျိုးသမီး U20 ကမ္ဘာ့ဖလားမှာတော့ Hinata Miyazawa ကဂျပန်နိုင်ငံအသင်းအတွက်ထပ်ပြီးတော့ရွေးချယ်ခံခဲ့ရပြီးတော့ပြိုင်ပွဲတစ်လျှောက်လုံးမှာအသင်းရဲ့ခံစင်းတဲ့တိုက်စစ်ပေးတဲ့ညီထိန်းကျောင်းနိုင်ခဲ့ပြီးတော့ဂျပန်နိုင်ငံအသင်းကို U20 အမျိုးသမီးကမ္ဘာ့ဖလားကိုရယူပေးနိုင်ခဲ့တယ်။ကမ္ဘာ့ဖလားရယူပြီးတိတ်မကြ17လပိုင်းမှာဂျပန်အမျိုးသမီးတင်းကြီးတွေစတင်ရွေးချယ်ခံခဲ့ရပြီးတော့နော်ဝေးနိုင်ငံအသင်းရဲ့ပွဲမှာပထမဆုံးပွဲထုတ်ကစားခွင့်ရခဲ့တယ်။ Hinata Miyazawa က box to box ကစားမှဖြစ်ပေမဲ့လင်မြန်တဲ့အပြေးတွေကြောင့်တောင်ပန်တဲ့ဖက်တွေမှာပါလိုက်ပါကစားပေးနိုင်တယ်။ပြိုင်ပွဲအတွင်းမှာသူမခံစစ်ကနေတိုက်စစ်ကူပြောင်းချိတ်ဆက်ပေးနိုင်တဲ့အပြင်တိကျတဲ့ပေးပို့မှုတွေလင်မြန်တဲ့ထူဖောက်မှုတွေကြောင့်ပြိုင်ဖက်တွေအတွက်ပို့ပြီးတော့အန်တီကြီးခဲ့တယ်။ Hinata Miyazawa ကိုကဘာစပြီးတိလာခဲ့တာကတော့2023ခုနှစ်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပဲဖြစ်တယ်။ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာသူမအသင်းဖော်တွေအတွက်အခွင့်အရေးဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့တဲ့အပြင်ကောင်းမွန်တဲ့နေရာယူမှုတွေတိကျတဲ့ကန်သွင်းချက်တွေနဲ့၅ဂိုးထိတွင်းကပြိုင်ပွဲတစ်လျှောက်မှာတွင်းကိုအများဆုံးနဲ့ရွှေပနက်စုကိုစုခုနိုင်ခဲ့တယ်။နိုင်ငံအသင်းမှာ Hinata Miyazawa ကတိုက်စစ်ပိုင်းမှာပုံမူလိုက်ပါကစားခဲ့ရပြီးတော့တပွဲကိုပြန်မြ0.5 ဂိုးထိတွင်းယူနိုင်ခဲ့တယ်။ဒီရဲ့ပမာဏကွင်းလင်ကစားသမားတယောက်အတွက်ကတော့များပြားတဲ့ပမာဏတစ်ခုပဲဖြစ်တယ်။သူမရဲ့အားသာချက်ကကွင်းလင်ကနေဘောလုံးဖက်ဝင်မှုတွေပြုလုပ်ပေးနိုင်တဲ့အပြင်လူဖက်ကျော်မှုလင်မြန်မှုနဲ့ကောင်းမွန်တဲ့ဂိုးကန်တွင်းချက်တွေကိုပိုင်ဆိုင်ထားတာပဲဖြစ်တယ်။အဲအကြောင်းနဲ့ဥရောပအသင်းကြီးတွေကသူမကိုစတင်ချင်းကပ်လာကြတယ်။2023ခုနှစ်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှာတော့ Manchester United အသင်းက Hinata Miyazawa ကိုလျှို့ဝှက်တဲ့ဈေးနှုန်းနဲ့ခေါ်ယူခဲ့တယ်။အမျိုးသမီးဘုံလောကမှာတော့ငွေကြေးတန်ဖိုးနည်းပါးတာကြောင့်ခေါ်ယူမှုငွေကြေးကိုပုံမှန်အားဖြင့်ဖော်ပြလို့မရှိဘူး။ Hinata Miyazawa ကလည်း Manchester United အမျိုးသမီးအသင်းရဲ့ပထမဦးဆုံးသောအာရှကစားသမားဖြစ်လာခဲ့တယ်။ Manchester United အသင်းကိုရောက်ကာစမှာတော့ဘာသာစကားတင်ယူမှုတွေ Premier League ပြိုင်ပွဲရဲ့ပြင်းထန်မှုတွေစတဲ့အခက်အခဲတွေရှိခဲ့ပေမဲ့ Hinata Miyazawa ကအသင်းနဲ့အံဝင်ဖို့အတွက်အပြင်းထန်ကြိုးစားခဲ့ရတယ်။ Manchester United အသင်းအတွက်ပထမဆုံးပွဲဦးထွက်မှာပဲပြိုင်ဖက်ကစားသမားတွေကိုအချိန်များစွာကြိုဖျက်ပြခဲ့ပြီးတော့အသင်းဖော်အတွက်ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တယ်။သူမကကွင်းလင်မှာတော့မကဘဲနဲ့အသင်းရဲ့တောင်ပန်တွေမှာပါလိုက်ပါကစားခဲ့ရပြီးတော့လင်မြန်တဲ့အပြင်ကောင်းမွန်တဲ့နေရာယူမှုတွေကြောင့်နီးပြားရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့တယ်။ Manchester United အသင်းရဲ့ပထမရာသီမှာပဲအဓိကကစားသမားတူမဟုတ်ခဲ့ပေမဲ့ကစားခွင့်ရတဲ့အချိန်တိုင်းမှာတော့ခြေစွမ်းပြကစားပေးနိုင်ခဲ့ကအသင်းအတွက်ပထမဆုံးတော့အမျိုးသမီး FA ဖလားကိုရယူပေးနိုင်ခဲ့တယ်။ဒုတိယရာသီမှာတော့ Hinata Miyazawa ကအသင်းရဲ့ကစားကွက်မှာတဖြည်းဖြည်းအသာကျလာခဲ့ပြီးတော့အဓိကကစားသမားတူဖြစ်လာခဲ့တယ်။သူမရဲ့ ball control တွေကစားကွက်လိုက်ပါနိုင်မှုတွေကြောင့်
နီးပြမက်စကင်နာကဒူမာကိုကစားကွက်ရဲ့အင်ဂျင်ဖြစ်တဲ့နံပါတ်6နဲ့နံပါတ်8နေရာတွေမှာထားကစားခဲ့ပြီးတော့ဘောလုံးဖြန့်ဝေမှုတွေအသင်းခံစင်းတဲ့တိုက်စစ်ချိတ်ဆက်မှုတွေကိုတာဝန်ယူစေခဲ့တယ်။အချက်လက်တွေအရကိုကန်တွင်းမှုနဲ့ကိုဖန်တီးမှုတွေအများကြီးမပြုလုပ်ပေးနိုင်ပေမဲ့ကွင်းလေယာဟီနာတာမီယာဇာဝါရဲ့ထိန်းချုပ်မှုနဲ့ဘောလုံးဖြန့်ဝေမှုတွေကအသင်းအတွက်အရေးပါခဲ့တယ်။ဟီနာတာမီယာဇာဝါကတည်ငြိမ်တဲ့ခြေစွမ်းတွေနဲ့မန်ချက်စတာယူနိုက်တက်အမျိုးသမီးအသင်းကိုပရီးမီးယားလိဂ်မှာအဆင့်3ထိပို့ဆောင်ပေးနိုင်ခဲ့ပြီးတော့ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်။လက်ရှိ2025-26ရာသီမှာလည်းခြေစွမ်းကောင်းတွေတောက်လျှောက်ပြနိုင်ခဲ့ပြီးတော့အထူးသဖြင့်လီဗာပူးတင်းတဲ့ပွဲမှာတွင်းယူခဲ့တဲ့ကိုကတမန်တီရွေးချယ်ခံခဲ့ရတယ်။နီးပြမက်စကင်နာကလည်းဟီနာတာမီယာဇာဝါကစကေးပိုင်းကောင်းမွန်တယ်လို့ဘောလုံး IQ နဲ့မျက်နှာကြောင့်ပြိုင်ပွဲတစ်ပွဲမှာပွဲကိုကောင်းမွန်စွာဖက်ရှုနိုင်တယ်။ဒူမာက training တွေမှာပျော်စရာတွေတည်ဆောင်လာပေးနိုင်တယ်လို့ပြိုင်ပွဲအတွင်းမှာအသင်းဖော်ရတဲ့အားထားစရာဖြစ်စေတယ်လို့ချီးကျူးပြောဆိုခဲ့တယ်။လက်ရှိချိန်นี้ဟီနာတာမီယာဇာဝါကမန်ချက်စတာယူနိုက်တက်မြို့သမီးတင်းတွဲပြိုင်ပွဲဆောင်80ကျော်ကစားထားပေးပြီးတော့3ဂိုးသွင်းကခြေစွမ်းပြနေနိုင်တယ်။ဒါကြောင့်လည်းမန်ချက်စတာယူနိုက်တက်မြို့သမီးတင်းကဒူမာကိုရေရှည်စီမံကိန်းအတွက်2025ခုနှစ်12လပိုင်းမှာကာလရှည်စာချုပ်နဲ့တက်တန်းတိုးခဲ့တယ်။ဟီနာတာမီယာဇာဝါကပြိုင်ပွဲတစ်ပွဲမှာအရင်ထင်ရှားတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့အသင်းလိုအပ်နေချိန်မှာဒူမာရဲ့တင်ဂျာပက်စ်တွေလင်မြန်တဲ့ဖြစ်ကျော်မှုတွေနေရာယူမှုတွေနဲ့ပွဲကိုအလှည့်ပြောင်းပြုလုပ်ပေးနိုင်တဲ့ကစားသမားမျိုးဖြစ်တယ်။2023ခုနှစ်ကမ္ဘာဖလားမှာရွှေဖနက်ဆုကိုရယူနိုင်ရာကနေမန်ချက်စတာယူနိုက်တက်အမျိုးသမီးတင်းရဲ့အားထားရတဲ့ကွင်းလယ်အင်ဂျင်ဖြစ်ဒူမာရဲ့ပုံပင်တွေကိုမြက်ခင်စိမ်းတွေပေါ်မှာဆက်လက်ရေးသားနေတယ်။ဒူမာမှာလှပတဲ့ကစားဟန်တွေမရှိပေမဲ့ထိပ်တန်းကွင်းလယ်ကစားသမားတဦးမှာလိုအပ်တဲ့ပေးပို့မှုတွေနေရာယူမှုတွေကိုပိုင်ဆိုင်ထားတယ်။ဂျပန်နိုင်ငံအသင်းမှာတွင်ကိုတွေနဲ့တည်တည်ပြနိုင်ခဲ့တယ်လို့မန်ချက်စတာယူနိုက်တက်အသင်းမှာတည်ငြိမ်တဲ့ကစားဟန်တန်ဖိုးထိန်းချုပ်မှုတွေနဲ့အသင်းဖော်ရဲ့ယုံကြည်မှုတွေကိုရယူထားနိုင်တယ်။ဟီနာတာမီယာဇာဝါရဲ့ပုံမြင်ကိုကြည့်ရင်လူတဦးတယောက်ရဲ့တိုးတက်လာမှုတွေမကဘဲနဲ့အာရှတိုက်ဘောလုံးကစားသမားတွေရဲ့ဥရောပမှာရေမောင်တန်းလာနိုင်မှုတွေကိုမြင်ရတယ်။ကျွန်တော်ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နာချင်တယ်။အမားပိုင်းနဲ့နားလည်ပေးဖို့တောင်းဆိုပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာပိုကောင်းတဲ့အကြောင်းအရာတွေကျွန်တော်ထပ်ပြီးတော့တွေ့ကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။